Let's get out. Yeah, let's say be live. Fast video recording. Maybe Google Low Mess or which are the Dota Conalama. Chain Harry Penny. Yeah, let me tell you. I last of Yama, simply. Okay. Look what is or the 6တောင်းခွဲ64ယူလိုက်တယ်64 6တောင်းခွဲယူပြီးတော့တသိန်း1,900ဆိုရင်ဘာတွေ့ရမှာဒါပေမဲ့ကျွန်တော်ကဒီ64လေးကိုပဲအကျန်းသုံးကြည့်ချင်လို့ဗျ64မှာတော့မှ1080 24 1080 24နဲ့ဆိုရင်ဟိုဘယ်လောက်ရမလဲ3နိုင်ခွဲကြော်ဆိုတာဘယ်လောက်ရမလဲ3နိုင်ခွဲကြော်ဆိုတာမစိုးဘူးလေ3နိုင်ခွဲကြော်ဆိုတာဒီ64လေးနဲ့တော့3နိုင်ခွဲကြော်ဆိုတော့ lower setting နဲ့ရပြရဘာဖြစ် quality ရောကြည့်ပါလေကိုကဒီ pocket 3ပေးပြီးဝယ်ထားတာပဲ quality ကတော့တစ်စိပေါ့ quality က1080p ဟိုတန်ကျွန်တော်ရိုက်နေတာ 1080p 24 lower setting ဟောဒီမှာဟိုအကြောင်းရှိရပါလူခံစားရလဲဆိုတော့ပျော်ပါတယ်ပျော်တာဆိုတာထက်တော်တော်ပျော်တယ်နေရတော်ပူရနေပူရင်ပူပြီးတော့လှတန်ကောင်းလားမကောင်းလားတော့မသိဘူးရိုက်တော့ရိုက်တာအဓိကဒီကောင်းကတော်တော် easy to use ဖြစ်တယ်ဗျာတကယ် blogger တွေပြောမှန်တယ်ဗျာဒီလက်ထဲမှာရင်ပေါ့ပါလေးနဲ့ external microphone တွေပါလည်းမလို့ဒါစကားမတိုင်တော့မှာလို့နိုင်စံကားကိုပလီမီကန်သွားရမယ်။ဘလော့စာစကန်လာမှာကားရထားတယ်။ရော့ဆော့မတ်ရှိတာရဝိုင်းသတိပြန်ရမယ်။ကိုရိုမန်ဘူးလုံးဝတကယ်ကို easy to use ပါဗျာတကယ် easy to use I agree with that တနိုင်7 minutes ဖြစ်တယ် oh I've rushed it bro camera ဒီမှာစင်ပြီးဝိုင်းDon't forget to beat door. Yeah, clear the already. Go out. Mirror la kai wa. ကားပတ်ပတ်မယ်ဟောမင်းသားတိတိထင်တာအောက်ကြအပြန်ချိန်နဲ့ချိန်ရပြီးတော့ကြည့်ရတဲ့ခက်ဒီ Ramzan နောက်ဆုံးမှာဘာပြောစရာရှိလဲဆို Everything is temporary bro. Come on guys, come on. I am rushing. I bet you may be all with the Emma. It was 80 children. How many children are you about? I'm as a promise to go to you, man. Why you be ready by PT by you will be W. Wow, hello, the high dance. Moon and Nebia be happy to that. Luna, yeah. I think they're who are picking us pit out of by. Tell you, I see Bappy. Ooh, time pit out, Alice. Hey, Louis Diga. Hello. Ah, bro, what's up? Assalamualaikum. Waalaikumsalam, bro.အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YouTube channel ကြည့်လို့ရတယ်အဲကျွန်တော်တို့ YouTube channel ပထမ vlog เนาะကျွန်တော်တို့ YouTube channel ပထမ vlog ဆိုအားလုံးလည်းကျွန်တော်စိတ်လို့ရှားမယ်လို့ထင်တယ်ပေါ့ကျွန်တော်ခုမှ YouTube တွေကိုစောင့်နေကျွန်တော်ခုမှ YouTube တွေကိုခုမှစောင့်ဝင်နေဆိုတော့လေနည်းနည်းတော့ခက်ခဲလေးရှိပါတယ်အားလုံးလည်းသိခံပြီးတော့ကြည့်ပေးကြပါ subscribe လည်းလုပ်ပြီးတော့ကျွန်တော် YouTube channel ကခုမှစပြီးတော့ဒီ channel တော့နည်းနည်းသိငယ်သေးတယ်ပေါ့ community ရနေတဲ့တီးပြီးအားလုံးဒီ view ကနေစင်ပြောချင်တာတော့တခြားကြည့်ကြည့်လို့တခြားကြည့်လို့ကျွန်တော် quality ကောင်းကောင်းနဲ့ content အကုန်လုံးကျွန်တော်တို့တွေလာဖြစ်ပါတယ် video တွေ quality ကောင်းကောင်းနဲ့ထုတ်နေပါတယ်ကျွန်တော်တို့ vlog တွေ review တွေ podcast တွေဘာညာအကုန်လာလို့အားလုံးကျွန်တော်တို့အားပေးကြပါဝေးလာပဲကြည့်ပါကျွန်တော်ညီလေးပြောပြရအောင်နော်ကျွန်တော်ရဲ့ vlog ဆက်ကြည့်လိုက်ဘူချိုစီးသွားမယ်လောက်ကိုလိုက်ပြမယ်ဟုတ်လားTonight, and on the way here, we saw so many images, man. It's really a cool show you Bengali Jama Mosque. So this is the third one that we have here. Right here.
ကျွန်တော် vlog อ่ะဗျာဒီနေ့ vlog อ่ะလုံးဝ chaotic and realistic ဘယ်လိုမျိုးလဲဆိုတော့ဘာမှ plan လည်းမရှိဘူးဗျာ script လည်းမရှိဘူး realistic ကိုလုပ်ဘယ်မှမဖိတ်တာကဲအမှန်ပြောပေါင်မဲလည်းမဲနေမယ်3နာရီထားပြီးတော့ကင်မရာကိုမနေ့ကတောင်းဝင်လိုက်ပြီးတော့ဒီနေ့အတိကဝယ်ပြီးတော့တန်းရိုက်ဒီကောင်းနေမှလည်းကောင်းမယ် first vlog ဖြစ်နေတဲ့အတွက်လည်းအမားအများကြီးပါမှာပဲတီးခံပေးကြပါသွားနေတဲ့လမ်းတစ်ချောင်းမှာကျွန်တော်နည်းနည်းခံစားချက်လေးနည်းပြောချင်အရင်တော့ဆိုရင်ကျွန်တော် Ramadan ကိုငယ်သေးဗျာတိတ်ပြီးတော့ချစ်စိတ်မရှိဘူးချစ်စိတ်မရှိဆိုတော့ဒီလိုဗျာဒီ Ramadan ကကျွန်တော်တို့တော့ unbelievable ကောင်းနေရတယ်အများကြီးရလိုက်တယ် lesson တွေအများကြီးရတယ်ပြီးတော့ကျွန်တော်တို့တော့ဘောမှာတစ်ခါပဲဖြစ်ဘူးရတယ်ဖြစ်ဝလီနဲ့တွေ့တာငလင်းလောက်တာအဲ့လိုများကောင်းတာလည်းအများကြီးရှိတယ်ကောင်းတာလည်းရှိတယ်ဒါပေမဲ့အကုန်လုံးနေရာမှာကျွန်တော်အကောင်းဆုံးကျွန်တော် version best version နဲ့ကျွန်တော်နေနိုင်ခဲ့တယ်အဲ့ကျွန်တော်စိတ်ကလည်း peaceful ဖြစ်တယ်ဘယ်ရမှာဆိုများ peaceful ဖြစ်ပြီးတော့ easy နဲ့ကျွန်တော် easy ချမ်းဖြတ်တန်းနိုင်ခဲ့အဲ့တော့ဒီ Ramadan ကိုကျွန်တော်တော်ချစ်တယ်ပြန်ရအောင်နောက်နေ့ Ramadan မှာပြန်ရဖို့ကျွန်တော်ဒီလိုမျိုးပုံနဲ့ပြန်ဖြစ်ဖို့ကျွန်တော်တော်မဖြစ်နိုင်ပါဘူးကျွန်တော်ဝမ်းနေမဲအရှာလာလာအကုန်လုပ်ပြီးရဆိုဖြစ်မှာပဲရှာချိုးချိန်ဒီမှာ waste လုံးခဲ့မိအဲ့နေရာတော့ဖုန်းထိုင်ကြည့်နေရတော့အားမဟုတ်ပဲနဲ့တော့ social media မှာချိန်ကုန်သွားတော့ရှိပါတယ်မရှိဘူးမဟုတ်ရှိဒါပေမဲ့တခြား Ramadan ဒီထက်ဆိုင်တော့ဒီ Ramadan တော်တော်တော့အကျိုးရှိအောင်တောင်းချရင်တို့ရှိအောင်လဲနေအတိအကိုဒီရတော့ရှိရဗျာဟိုလုံးဝကြီးအခုကိုရတဲ့ဝင်လာအခုကုံသွားတာမျိုးမဖြစ်ခဲ့ဘူးဒါပေမဲ့လည်းလုံးဝ perfect ကြီးမဖြစ်တော့နဲ့ခံစားရတယ်ဗျာ Ramadan ကုံတော့မယ်ဆိုဒီလိုမျိုးတစ်နှစ်လုံးကြီးပြန်ဆောင်အောင်နောက်နေ့ Ramadan ကိုမိမလားမမိမလားမသိဘူးကိုမိသားစုနဲ့ဒီလိုမျိုး preparation ရှိရမှာလားမသိဘူးတကယ်ချင်းနေဘလူးနဲ့မဆိုအကုန်လုံးကိုတခုရှိနေတဲ့ဟာတွေအကုန်လုံး shukriya လုပ်တယ်အဲ့ဒါဘယ်မျိုးဟာတွေနဲ့ပြန်ရှိနေရမှာတော့မသိဘူးဒီလိုနဲ့ဝမ်းနေမိရယ်ဒါပေမဲ့ anywayလာလောက်တာ believe in ဟုတ်လား so အဓိကကောင်းတာကြီးဒီ Ramadan ပြီးသွားလဲကောင်းတာကြီးဆက်လုပ်မယ်ကောင်းကောင်းမွန်နေပါမယ်ဖျားတရားလုပ်မယ်ကျမ်းစာဖတ်မယ်မမျိုးနေမယ်တော့ဆုံးဖြတ်ထားပဲဆုံးဖြတ်ချက်လည်းရှိပါတယ်တကယ်ကုသိုလ်ကောင်းမှုလုပ်နိုင်ခြင်းနဲ့စိတ်ကိုဖြစ်အောင်ဖျားနေလုပ်ဝေးမှာလာလုပ်ဝေးမှာဒီ Ramadan နောက်ဆုံးနေ့မှာခံစားရတယ်ကျွန်တော်namaste ကိုဖျားရှိခိုးတဲ့ချိန် namaste ကိုကျွန်တော်ဂျမတ်နဲ့တိတ်မမီခဲ့တာလေပဲနောက်နားရဖတ်ခဲ့လိုက်ဖတ်တော့မီတော့မီပြားပလီမာသွားဖတ်တယ်အချိန်တိုင်းသွားဖတ်တယ်အများအဖြစ်လုံးဝသွားဖတ်တယ်သွားဖတ်ပေမဲ့ဖျားဝိပုဒ်မှာအပိုင်းလေးပိုင်းပါတယ်အပိုင်းလေးပိုင်းလုံးမှာလေးပိုင်းလုံးမီသွားတာလည်းရှိတယ်မီသွားတာလည်းရှိမမီသွားတာလည်းနောက်နားရမီခဲ့လေးပိုင်းလုံးမီသွားတာလောက်ခဲတင်တယ်အဲ့ဒါကြီးကနောက်နားရပြီးကြံခဲ့နောက်တော့အရာဆုံးပါလဲဆိုတော့ကျွန်တော်ဒီကိုရန်ကျမ်းမြတ်ကိုဖတ်တာပြန်ပြီးတော့ငါကချက်ထားရအောင်ပြန်နှွေးတယ်ဒါပေမဲ့နောက်ဆုံးပါတာကိုပြန်နှွေးမယ်ဆိုပြီးတော့စဉ်းစားထားပေမဲ့အဲ့ဟိုပြန်နှွေးပြစ်ခဲ့ဒါပေမဲ့ဒီညတော့ကြံပါလေညတရတာကြံနေတော့ချက်လာဒီအောင်ရောက်တော့နေ့စဉ်ဖတ်နေ namaste မှာဒီဝိပုဒ်မှုတွေကကျွန်တော်အသုံးချပြီးဖတ်တော့ကျွန်တော်ဒီပေါ့ဒီ10ပုံးနဲ့ပဲပုံမှန်လူတိုင်းရတဲ့10ပုံးနဲ့မပြီးတော့ဘူးဒီတစ်ပိုင်းဒီအပိုင်းတစ်ပိုင်းကို just တစ်ခုမှရှိတယ်ပုံ20ရှိမယ်30ရှိမယ်30နဲ့ဖတ်တော့ဗျာခန်းစားချက်ဘူးကောင်းတာအဲ့လေးကိုပြန်ပြီးတော့ကိုရှာနေအောင်လုပ်မယ်ဘူလူသေးမှာကားထားရင်နေရာကျက်တဲ့အတွက်နေစီမှာထားတာအယူ ground နဲ့ဆင်းနေပြီဒီကတနင်္လာရက်ထောင်ပါပဲအဲ့ဒါပြီးလို့ရမှာနေပူခုချိန်မှာဒီဥပုပ်လမှာနေပူတက်တာပြီးတော့ကိုယ့်ရဲ့ energy ကိုရောနိုင်တယ်များရောအောင်သုံးချဖို့ကတောင်းမယ်လေအဲ့မှာကိုယ့်ရဲ့ကျမ်းမာရေးကိုလည်း queue site ပြဖြစ်မယ်ကျိုးရှိအောင်လည်းတောင်းချအချိန်ကုန်တက်တာတယ်ချိန်ကုန်တက်တာတယ်ငွေရတော့နောက်ပိုင်းပြန်ရှာလို့ရမယ်ကျွန်တော်ရှာတဲ့ငွေမဟုတ်ပေမဲ့လည်းနောက်ပိုင်းစူးစမ်းပါခုတော့1000 2000တော့သုံးသိမ့်ပါโอเคတိုင်းစီးရောက်ပါပြီဘာပြောနေတာလဲဆိုတော့ pocket ကြီးဝယ်ရတာနောက်နားရလားမရလားမနေ့ကတော့နောက်နားရပတ်စံကုန်လုံးနောက်နားရဘူးကြတော့နောက်နားမရတော့
Also very easy to use တော့ free ဖြစ်တယ်ဗျာပထမဒီ Action 5 Pro နဲ့ Pocket 3တွေကိုရှင်းထား Pocket 3ကိုရှင်းထားဒါပေမဲ့ Pocket 3ကိုအဲ့လောက် easy to use ဖြစ်မှာမထင်တော့ဗျာဝယ်လေးတုံးတော့ဆိုရင်ဒီ gimbal ကင်နေရတယ် gimbal ကင်နေရတယ်ပြီးတော့အရန်ဗျာရှုပ်မယ်ထင်တာအမှန်တကယ်တော့မရှုပ်တော်လွယ်ဗျာသူတို့ review ပြောသလို2နှစ်ကလေး3နှစ်ကလေးကိုဒီတိုင်းပေးပြီး2မိနစ်3မိနစ်တော့တင်ပေးပြီးရိုက်ရင်တော့မှရှားရလို့ပြောတာဗျာအဲ့လိုမျိုးပေါ့အရန်လွယ်regret ဖြစ်လားဆိုမဖြစ်ဘူး regret မဖြစ်လဲဆိုတော့ quality ကတော်တော်ကောင်းတယ်အောင်ဆုံး setting ပေါ့1080 24နဲ့ရိုက်တာတော့မှ quality တော်တော်ကောင်းတယ်ပြီးတော့အဲ့အပြင်တော့ easy to use ဖြစ်အဲ့တော့ဘာမှ regret မဖြစ်ပါဘူးလောက်ရောက်ပါပြီ Perfume Village ရောက်လာတာ ပြောတာတော့မနေ့က brother အစင်းသေးမဖြစ်ပါဘူး ဟုတ်ပြောတော့ကျော်လိုက်အစ်ပြီးတော့ပြောင်းလိုက် မရဘူး ဟောတကယ်လို့ပေါ့ quality ကောင်းတေချာကင်မရာပါယူလာပြီ ချာ ဒီဖုန်းနဲ့ဆက်ဖုန်းနဲ့ဘာမှမစားဘူး ကျွန်တော်ပြကျွန်တော်အမိုက်ရှိနေပြတယ် အမှန်ကျွန်တော်ရုပ်ပါပါ ရုပ်မပါဘူးကြာ။ဆောင်းပြောရင်ဒီကကစားအောင်ရှင်းရတယ်။ရုပ်ပါကြတယ်မပါမပါဘူး။ဘာလဲဘာဒီကတော့ဒီတော်လေးကကျွန်တော် price ဗီဒီယိုတစ်ပုတ်တော့ရိုက်ပွားပြီဗျာ။တစ်ပုတ်ရိုက်ပွားပြီးပြင် edit လုပ်ရမယ်။အခုတော့ခဏဘယ်လောက်ဖြစ်သွားလဲ4:51 4:51ဆိုတော့ဒီဆိုင်မှာလည်းတော့တိတ်မကြသေးဘူး။တိတ်မကြသေးဘူး။ family type ပေါ့ဗျာ။ရိုင်းလဲ serious မဖြစ်ဘူး။ boss ကတော့ဘောကောင်း။ဒီကရှိပေါ့။ဒီကမရှိရင်တော့ပြောပါမယ်ဗျာ။တော့အခု Google Map မှာရှာလိုက်တယ်။ဘောက်တွေတွေ့လာတယ်။ဘောက်တွေတွေ့တာနီးတော့52လမ်း52လမ်းပြီ။52လမ်းပြီးတော့အဲ့တော့5မိနစ်လမ်းချောင်းရ။ဒီလက်နေပါမူကြီးကတိတ်ပြီးတော့ family ရမဖြစ်ဘူး။တဲ့တဲ့စီးနေတော့ဒီမှာအဆက်ဖတ်ဆိုကဟိုမှာဖတ်ခဲ့တယ်။ဆိုကမန်ကပလီမှာโอเค52လမ်းရောက်ပါပြီရောက်ဘာပေါ့ဘာ
သွားတယ်သွားလည်းမသွားကြဘူးတောင်းကစီမီကလေးဆူလာဆောင်းတော့စံဒီအောက်ကအရက်တော်ကိုဖတ်ကြားတော်မူပြီးအဲဒါဖြစ်ပါတဲ့အဓိပ္ပာယ်မတ်ဆွန်ပြီးပါပြီမတ်ဆွန်ပြီးပါအလုပ်ပြန်တော့ဒီပြည့်ချိုးပါပလီယာလူတွေနဲ့မတိရလည်းပါတယ် everyone is minding their own business so ဘလောက်ပြဿနာမရှိဘူးမဲတဲ့ပလီကျတော့ကင်မရာတွေ့ရတယ်ဟုတ်လား sensitive ဖြစ်နေဗျာဒီပလီကျတော့တိတ် sensitive မဖြစ်ဘူးဒါပေမဲ့ဒီပလီကလူတွေကတော့မေးဘယ် news ကလည်းကင်မရာမြင်သွားတယ်နည်းနည်းရှိန်သွားကြပါစေ anyway good luck ဒီဘက်ဟိုကတိတ်ပြောပလီဘက်ကနေဘာဟိုကကြာဗျာ familiar ဖြစ်ဘာဖြစ်ဟို Islamic culture အရာ familiar ဖြစ်ဒီတိုင်းယူလမ်းသွားလမ်းလာကြတယ်နဲ့ဒီဟိုဘတ်ကားပတ်တိုင်တွေပိုင်းနားကြပလီထားပလီကတော်တော်နီးပါတယ်ဒီ52လမ်းပလီကအရှိမပီဇာကင်းရှိတယ်ပီဇာကင်း shout out လုပ်ပီဇာကင်း shout out view ရတော်တော်လာcheck it out ကင်မရာဝယ်ထားတော့ဗျာဝလီကိုတတိယဒီမှာ vlog လိုက်ရိုက်ရင် vlog လိုက်ရိုက်နေနဲ့လမ်းကလူတယောက်ပလီကမမူတယောက်အောင်မင်းဦးလေးတယောက်ဦးလေးတယောက်ကမေးရဘယ် news ကလဲဟာဝလီတဲ့တော့လည်းအဲ့လိုမေးခံတတိယရောလေသူဘယ်လိုပဲနေဘာဖြစ်ဖြစ်လုံးဝတခါမှ image မလုပ်ထားဘူးနည်းတွေ့ဖို့လည်း image မလုပ်ထားဘူးပြီးတော့စဉ်းစားကြည့်ဗျာဟိုပါလက်စတိုင်းနဲ့မြန်မာနဲ့ဟိုသူကကဘာပတ်နေလို့အမှလာကျွန်တော်လည်းလာစုံမယ်လို့ခါမှမတွေးထားဘူးတွေးထားပြီးတော့ဒီရောက်လာတော့လေ anyway ဆရာကကျွန်တော်ပြောသွားတယ်ဟုတ်ကားရှိနေမှာသွားတယ်လို့ဆိုင်ပြန်ရောက်ပြီဆိုင်ပြန်ရောက်ပြီအလုပ်စားလုပ်ရတော့ဟုတ်လားဒါစီနီယာပဲခုပြောလိုက်ပါ ရမ်းကျတဲ့ထောင်းတော့အစ်မပါလက် တခုပြောလိုက်ဟိုသူကပြန်တော့မယ်လို့အေးဘေးသူကပြန်တော့စောကြီးရှိသေးတာလာ辣了吗？干嘛辣了？ ကင်မရာလာလောက်ပြီးပါပြီလောက်ပြီးတော့ပြန်ပြီပေါ့ anyway happy day လောက်ရတဲ့အလုပ်ကိုပျော်ရွှင်မှုရှိရမယ်လောက်စေတနာပပါနဲ့လုပ်ပဲအခုကျွန်တော်ဆိုဗီဒီယိုရိုက်ပြီးရဗျာရိုက်ရင်လည်းမရဘူးရိုက်ပြီဆိုတပုတ်တေချာရိုက်ပြီးတယ်လုပ်ပြီးအများဆုံးကြာဘယ်နှမိနစ်နိုင်ဝက်တနာရီဗီဒီယိုတပုတ်ရတော့ခဏလေးပဲ edit လုပ်တာနည်းနည်းကြာ perfect မဖြစ်ဘူးဗျာအမှန်တမ်းကျွန်တော်ပြောကျွန်တော်အဲ့လောက် perfect မဖြစ် professional လည်းမဟုတ်ဒါပေမဲ့ဗီဒီယိုတစ်ခုပဲဟိုပဲဒီ view သူတို့ site မှာဆိုရင်ဝန်ထမ်းတွေအများကြီးရှိတယ်ပြီးတော့ boss ကလည်းသူ့လို့တူတယ် boss ကတော့အဓိက main ပေါ့ဗျာ boss ကတော့ main view ရိုက်တာပေါ့ပြီးတော့မူလဲပါတယ်ဗျာဆိုလူကြီးဆိုတော့ပြောတာပြတ်သားတယ်ဟိုဝန်ထမ်းငယ်လေးတွေကြတော့အဲ့လောက်ပြတ်သားမပြောတော့သူတို့ view ရိုက်ဖို့ camera shine တယ်ကျွန်တော်ပထမဒီအလုပ်ကိုစရောက်တော့လူတိုင်းကဘာလို့ camera shine ရလဲစဉ်းစားလို့မရဘူးဒါပေမဲ့လူတိုင်းအဲ့လိုဖြစ်ကင်မရာဘာလို့ shine ငါတို့ဆိုငယ်တော့ကင်မရာတွေ့ရတယ်ပျော်တယ်ဒီတယောက်တည်းမတူလို့ပေါ့ personality ကြီးကမတူလို့ပေါ့ကျွန်တော်တို့ဆိုအဲ့တော့ဒီနေ့ဆိုရင်မနေ့က brother တယောက်နဲ့ရိုက်တယ်ဗျာရိုက်ဖို့ပြောတယ်သူ့ကိုမင်းနားချတနားရီနှစ်နာရီလောက်သူ့ကိုနားချနောက်ဆုံးကျသူရိုက်မယ်ပြောလိုက်ရိုက်မယ်ပြောပြီးသူနဲ့ရိုက်ဖြစ်မယ်ဆိုပြီးတော့မနေ့ဖန်ကြပြောကျွန်တော်
လုံးမရောက်ဖြစ်ဘူးပြောမရိုက်ဖြစ်ဒီနေ့ကျတော့ရိုက်မယ်ပြောပြီးတော့ကင်မရာထုတ်တော့ထွက်ပြီးပါလိမ့်မယ်အခုကျွန်တော်နှုတ်ဆက်သွားတယ်တန်းပြီးရဟောလူတိုင်းရဗျအဲ့ဆိုင်မှာဝင်တဲ့ဟိုတချင်းကြီးရဗျရဲစီးလုံးညီညွတ်ချစ်ခင်ကြဗျအဓိကအဲ့အလုပ်တစ်ခုရဲ့အောင်မြင်မှုဆိုတာလည်းဗျအဲ့လိုချစ်ခင်မှုရှိရပျော်ရွှင်မှုရှိရပဲအဲ့မှာ coordination ကောင်းပါလေ coordination ကောင်းမှအဆင်ပြေမှာကျွန်တော်အဲ့တော့ကြိုက်တယ် team work နဲ့ coordination ရှိပြီဆိုရင်အောင်မြင်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့lesson of the day က team work coordination ရှိဖို့လို့ဒီကျွန်တော်ပြီးဖွင့်ပါအောင် team work ရေးကြည့်ရယ်ပြီးတော့ကိုယ်အလုပ်ပေါ်မှာကိုဘာလုပ်လို့ကျွန်တော်အလုပ်ဆိုပြန်ပါအလုပ်လုပ်တော့ပြောလို့မရအပျော်ကြီးလို့ဖြစ်တန်းသဘောမျိုးပဲအပျော်ပဲဒါပေမဲ့အဲ့ဒါကိုတေချာလေးလုပ်ပြီးတယ်ချစ်ခင်ရှင်းခင်ပေါ့ဗျာဘယ်လိုပြောမလဲတငယ်ချင်းသိရတယ်ပေါ့ experience ကျွန်တော်ရဲ့ dictionary မှာတော့ experience ကတော့အရင် favorite word အဲ့တော့အိမ်ပြန်နေပါ6နာရီ6မိနစ်ပြန်နေပြီနောက်15မိနစ်ဆိုရင်နောက်10မိနစ်ဆိုရင်မဖြစ်ပြီမာဖုန်းခေါ်နေတာနှစ်ခေါက်သုံးခေါက်လောက်ရှိတယ်အဲ့ကျွန်တော်ပြန် James Bond လို့မောင်းနေပါတယ်လောက်ပြီးတော့ကျွန်တော်အိမ်ပြန်လာရင်ဒါဆိုမိနစ်တို့breakfast လုပ်မယ်။ဘာဖြစ်ရပေါ့မြန်မာလိုပြောရင် share ပါပဲဒါကလည်းနောက်ဆုံးနေ ဘာနောက်ဆုံးလေးမဟုတ် ကျွန်တော်ရွှေတယ်မမအောင်မှာပါ ဘူး။ ဒါလည်းဒါ ဘုံတော့ဆက်လာခြင်းတော့တရက်လောက်ထပ်ပြီးတော့ပူဇော်ထားခြင်း သူ့ဘူးနဲ့တက်သေးတာ ။ရွှေတော့မိကြတယ်အဲ့လူစိမ်းဟိုဟာကောင်းသေးတယ်မိကြတယ်သူကျွန်းရတယ်မိကနော်ဒီဝါလို့ပြောတယ်ကြည့် သုံးစားလေးကိုစားတော့နော်ဖုန်း ခံစားချက်ရတာ။အခုပြီးသွားတယ်။ဒါပြီးလို့မှာပဲဆိုပြီးအဲ့ဒါခံစားတယ်။ချန်နာပဲတော့ကတော့ဒါမှမရှိမဖြစ်အောင်မြင်တော့တယ်စမလား။ဘယ်လိုပြောကောင်းစမလို့မိပြန်တော့ရင်ဘာလို့ဒီလိုဒီရမယ်အဲ့ရမယ်ဒီလိုတော့ ready made လောက်လာတဲ့စမူစာမှာပြန်ပြီးတော့အိမ်မှာကြော်မနာမတော့ဒီဝလာမှာမုတ်ရမျိုးတော့ချိုးရောချင်းရောခိုင်းရဆိုရတာရ mix တယ်အဲ့ဒါမရတော့တစ်ခုပြီးတစ်ခုရေးတော့မှာအရှင်ကဘာဘောထောက်နိုင်နေမဖက်ဟောခမိုင်လေးပဲနဲ့လေးပဲခုံတယ်လေးချောစ်မူဘာရက်ဟေး အကုန်က ရကလေးမဟုတ်တော့အကုန်ရအောင် ရန်ကုန်ကခုနကရေးတာ နိုင်ပြပတ်တာကင်မရာဝင်နေပြီလားဒီတော့ကောင်းတယ်ဒီခင်းပြောပါအမတ်တရားလေး အော် ဘယ်ကောင်ကတော့လည်းမကုန်နေပါဘူးဒီမှာအိမ်မှာနေတော့လူတွေအများကြီးနေဘုံနဲ့ဘယ်လိုကောင်လို့ကောင်အောင်လဲအခုကျတော့ပြင်းချပြီးတော့ပြရတာတော့ပြီးသွားပြီဗျာဆိုတော့ကျွန်တော်တို့ဟန်စန်ပြီးသွားပြီနောက်တစ်လောက်ပြီးဆုံးဝင်ဒီနေ့တော့ရှေ့ဆက်လောက်ခဲ့ရတာတော့မလိုက်ရဘူးတက်တယ်
လိုပဲတကတနေ့တလာပြီးတလာနွေလာမယ်မိုးလာမယ်စောင်းလာမယ်လို့ပြီးပါပြီးသွားမယ်တော့ရှိနေတဲ့အချိန်မှာပဲကောင်းဆုံးနေထိုင်ပြီးတော့ကိုယ့်ရဲ့ကောင်းမွန်တဲ့ version နဲ့ညီရမယ်လို့တင်ပြောရတာပဲနဲ့တက်နိုင်ပြီမြင်ပြုံးတာတခြားသွားပြီးရင်ကျွန်တော်ဆက်လို့ရမယ်ကိုယ့်တော့ plan မရှိဘူးတခြားသွားမှမရှိတယ်တခြားသွားပြီးမင်းပါလက်ဖေးတိုင်းလေးပါလေးသွားပြီးတော့ဖေးတွေပိုင်းတောင်းပျော်နေအောင်တော့မဟုတ်ပါဘူးဗျာညီကသွားကျင်တယ်ဆိုတော့လိုလိုက်ပထမဆုံးရိုက်တာ night time ကိုလိုလိုက်ပထမဆုံးရိုက်တာလိုလိုက်စိတ်တော့ကောင်းမှာမဟုတ်ပါဘူးဝလစ်ဒီရောတော့မကောင်းဘူးမောင်မဲလုံးဝမောင်မဲတာဒါလည်းပြီးသွားပြီတခြားလည်းပြီးသွားပြီအားလို့ရတခြားလည်းပြီးသွားပြီတနေ့လုံးကိုပြန်ပြီးတော့ဒီတိုင်းပဲပုံမှန်တိုင်းသုံးသက်ဝယ်ကြတာအားလက်ကလေးလည်းကလေးသူနည်းနည်းအင်တာဗျူးလုပ်လိုက်ဘာညာပေါ့ကလေးဆိုတော့လေညောင်အမှန်တိုင်းဖြစ်တယ် Brother, I'm not confident. ဘာဖြစ်လဲအခုမင်းမေးတာမြန်မာလိုပဲဖြစ်ရိုးသားထားရတာမနစ်ကနဲ့ဒီနှစ်ပေးပို့ပြီးတော့ပင်ပန်း ဒီနေ့မနေ့ရတယ်ငရင်လောက်တယ်ဒီနေ့ညရတယ်တနားရီထားပြီးတော့လမ်းထိပ်ထွက်ရတယ်အဲ့မှာည2နာရီပါအိပ်ရတယ်10ရီပါထားရတယ်အရင်အိပ်ငိုက်ရတယ်မောတော့ဒီနေ့ပို့ပြီးတော့ပြောပြရှင်းရှင်းတော့ ပြောရှင်းတော့တခြားနေရာတွေကပျက်စီးနေတဲ့နေရာတွေကလူတွေတော့မင်းသွားလောက်လာ ဟိုလုံး ဗန်ဇန်လာမရိုးသားပြည့်ရ ပြရ ဒီသေးကြရော သိတယ် ဘာမှလုံးစရာမရှိကြတော့ရှော့ပြီးတော့ပတ်ကြည့်မယ်ဒီဘဲတန်းနဲ့ပါဝေဘလိုလေးပဲမန်ပြီးသွားတော့လားမပြောဘူးဒါမဲ့လည်းအင်းနေဆိုတော့လူတွေအကုန်လုံးက လိုက်အလင်းကောင်း နိုင်ငံကြီးတစ်ခုလုံးကြီးပါမပြောဘူးဗျာဒါပေမဲ့လည်းဘယ်လိုမှမသိဘူးလူတွေအကုန်လုံးကလည်းဒီလိုပဲအိုရိုးရိုးကြော်ရိုးနဲ့ထွက်နေတာဆိုတော့ကျွန်တော်လည်းမပြောပြင်မဲ့လည်းတို့တွေ like waterfall လို့ fish fall လို့ဟုတ်လားဘာဖြစ်တော့မဟုတ်ပါခဏပဲဟောဘာမှဖြစ်တော့ဒီနေ့ကနောက်ဆုံးနေ့ဗမ်ဇန်မုံသေးတဲ့နောက်ဆုံးနေ့ဗမ်မုံသေးတဲ့နောက်ဆုံးနေ့ဆိုတော့ဘာမှမရှိတော့လမ်းမှာအခုတော့ဒီနေရာကြီးကလုံးဝပြည့်ဒီဘက်လည်းအပြည့်ဒီဘက်လည်းအပြည့်ဒီနေ့တော့ဘာမှမကျန်တော့ everything goneအားလုံးပြီးသွားပြီ။အမ်ဇန်လည်းပြီးသွားပြီ။မုံစင်းတဲ့နေလည်းမရှိတော့ဘူး။ပုံဝိုင်း။နောက်တစ်ခါမုံစင်းရဲ့လာချင်းနောက်တစ်နေ့ကိုထပ်ဆောင်အောင်။ပုံလုံးပြီးသွားပြီ။အဲ့တော့ anyway ဝိုင်းလား ဝဲဝဲ ။ဘာဝယ်လဲ အဲ့တော့အင်ကြီးပေါင်းပြီပေါ့ ။ဒီမှာအဲ့ဒါဘာဝယ် မနေ့ပြန်အင်းနမဆက် ။ဒီနေ့မှဆိုတော့ဘာဝယ်မှာလဲလို့ ကျပါဝဲဒီဝဲ ခဏဝယ်ဝယ် ခဏကလည်းဝဲပူရတယ်
မြန်မာနိုင်ငံကြီးရဲ့အခြေအနေကကောင်းလိုက်တယ်ဘယ်လိုဓမီတွေမြန်မာနိုင်ငံကြီးရဲ့အခြေအနေကဟိုမြို့လယ်ကောင်မှနေပြီးတော့ဒီထိုးရဲ့အခြေအနေရောက်နေတယ်ဟုတ်ဒီလိုမျိုးလေးအဲ့လိုဆိုတော့မျက်နှာရိုက်ပြီโอเคမျက်နှာရိုက်မီးရလင်းတော့ငါတို့မျက်နှာမမြင်ရတော့ပြက်ကโอเคမီးရမြင်တဲ့အတိုင်းပဲမိတ်ဆွေတို့ကျွန်တော်ဒီလိုမျိုးမီးအခြေအနေနဲ့ဒီလိုမီးနဲ့တော့နေတော့ပဲဒါတော့မြန်မာနိုင်ငံအခြေအနေပါလူရန်တိပါမြန်မာနိုင်ငံမှာနေတဲ့လူဆိုရင်တော့လူရန်တိပါလဲငနေလောက်ပြီးတဲ့ကမီးနောက်2 နာရီပဲလာတော့အခုထိဒါပဲလားဘိုင်ဟုတ်တော့ ဒီမှာတက်တော့ Okay guys ဒီနေ့ကကျွန်တော်ဗီဒီယိုဒီမှာအဆုံးသတ်ရတော့မယ်ဘာလို့ဆိုတော့တနေ့လုံးမှလည်းကျွန်တော်ရဲ့နောက်ဆုံးဒီရမဇန်နောက်ဆုံးရက်ကိုကျွန်တော်ကောင်းကောင်းမဖြတ်တန်းပြီးပါပြီတန်းပြီးရဲ့အပြေကျွန်တော်လှုပ်လဲသွားတယ်ကျွန်တော်ရဲ့ daily vlog လေး daily vlog အနေနဲ့နောက်ဆုံးရက်ကိုဒီမှာဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာပါသွားပြီပြီးတော့ lesson တွေလည်းအများကြီးရတယ်လေ့လာစရာအများကြီးရတယ်feeling တွေလည်းအများကြီးရတယ်ကိုယ့်ကို self control လည်းလုပ်နိုင်သွားခဲ့အဲ့ဒါအကုန်လုံးသိချာအသေးစိတ်ဗျာအသေးစိတ်ပြတ်ပြီးတော့နောက် video မှာပြန်လုပ်ပေးပါပဲအဲ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်အောင် see you guys